အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ငယ်မရဲ့စီးပွားရေးလေးဖြစ်တဲ့တန်ဆက်ပြကလေးကိုဝိုင်းထည့်ပေးနေဖြစ်ပါတယ်ရှင်။ဒါတော့ပေါ့နော်ငယ်မရဲ့ပေါ့နော်ဝန်ထမ်းမမပါရှင်ဒီဘူးလေးတွေပေါ့နော်ပြန်ပြီးတော့တန်နေရဖြစ်ပါတယ်ပေါ့။အမေကတော့ကဆွဲအော်ရာလေးတွေအော်ရာတော့က30ပူရမှာပေါ့နော်တခြားအော်ရာလေးလည်းရှိပါတယ်ရှင်။တနာပတ်စုံတော့ဆက်ပြကြည့်ပါတမယာတီးဆောင်လာပါနာပေါ့နော်အဲ့ဒါအပြင်ကို customer စိတ်ကြိုက်ပေါ့နော်ကိုယ့်ရဲ့ customer ပေါ့နော်စိတ်နှစ်သက်ရအရာအနှံလေးနဲ့လည်းမှာလို့ရပါတယ်။ဒီဟာလေးကတော့ပေါ့နော်ကဆွဲရမယ့်အော်ရာလေးကိုအရင်ထည့်နေရပါပေါ့နော်။အဝါလေးတမယာအနှံလေးကိုထည့်နေရဖြစ်ပါတယ်။ဆက်ပြကြည့်လေးကိုကဆွဲပြီးနေရပါရှင်။တခြားတော့ကြည့်ကြရအောင်နော်။ကဆွဲခြင်းစက္ကန့်လေးကိုဒီချာချာပေါ့နော်။ဆိုင်ပြီးတော့ထည့်ရပါပေါ့နော်။ဒါလေးကတော့6လုံးတက်ကဆင်းနေတာပေါ့နော်အားတော့ပေါ့နော် customer စိတ်ကြိုက်ပေါ့နော် customer မှာလာတဲ့ဘူးလေးတွေနဲ့ပေါ့နော်ဒီလိုဘူးလေးတွေနဲ့ကဆွဲပေးရတာဖြစ်ပါတယ်အားပေါ့နော်ညီမတို့ရှိမှာဒီလိုမျိုး customer ဘူးလေးတွေနဲ့လည်းပေါ့နော်ကိုကြိုက်တဲ့ဘူးလေးတွေနဲ့လည်းအဲ့လိုပေါ့နော်ဒါပြီးမှာလို့ရပါတယ်ဝယ်လို့ရပါတယ်ရှင်ဆက်ပြီးစတင်နေပါနော်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ငယ်မရဲ့စီးပွားရေးလေးဖြစ်တဲ့တန်ဆက်ပြကလေးကိုဝိုင်းထည့်ပေးနေဖြစ်ပါတယ်ရှင်။ဒါတော့ပေါ့နော်ငယ်မရဲ့ပေါ့နော်ဝန်ထမ်းမမပါရှင်ဒီဘူးလေးတွေပေါ့နော်ပြန်ပြီးတော့တန်နေရဖြစ်ပါတယ်ပေါ့။အမေကတော့ကဆွဲအော်ရာလေးတွေအော်ရာတော့က30ပူရမှာပေါ့နော်တခြားအော်ရာလေးလည်းရှိပါတယ်ရှင်။တနာပတ်စုံတော့ဆက်ပြကြည့်ပါတမယာတီးဆောင်လာပါနာပေါ့နော်အဲ့ဒါအပြင်ကို customer စိတ်ကြိုက်ပေါ့နော်ကိုယ့်ရဲ့ customer ပေါ့နော်စိတ်နှစ်သက်ရအရာအနှံလေးနဲ့လည်းမှာလို့ရပါတယ်။ဒီဟာလေးကတော့ပေါ့နော်ကဆွဲရမယ့်အော်ရာလေးကိုအရင်ထည့်နေရပါပေါ့နော်။အဝါလေးတမယာအနှံလေးကိုထည့်နေရဖြစ်ပါတယ်။ဆက်ပြကြည့်လေးကိုကဆွဲပြီးနေရပါရှင်။တခြားတော့ကြည့်ကြရအောင်နော်။ကဆွဲခြင်းစက္ကန့်လေးကိုဒီချာချာပေါ့နော်။ဆိုင်ပြီးတော့ထည့်ရပါပေါ့နော်။ဒါလေးကတော့6လုံးတက်ကဆင်းနေတာပေါ့နော်အားတော့ပေါ့နော် customer စိတ်ကြိုက်ပေါ့နော် customer မှာလာတဲ့ဘူးလေးတွေနဲ့ပေါ့နော်ဒီလိုဘူးလေးတွေနဲ့ကဆွဲပေးရတာဖြစ်ပါတယ်အားပေါ့နော်ညီမတို့ရှိမှာဒီလိုမျိုး customer ဘူးလေးတွေနဲ့လည်းပေါ့နော်ကိုကြိုက်တဲ့ဘူးလေးတွေနဲ့လည်းအဲ့လိုပေါ့နော်ဒါပြီးမှာလို့ရပါတယ်ဝယ်လို့ရပါတယ်ရှင်ဆက်ပြီးစတင်နေပါနော်ကြိုက်ပေါ့နော်ကိုယ့်ရဲ့ customer ပေါ့နော်စိတ်နှစ်သက်ရအရာအနှံလေးနဲ့လည်းမှာလို့ရပါတယ်ဒီဟာလေးကတော့ပေါ့နော်ကဆွဲရမယ့်အော်ရာလေးကိုအရင်ထည့်နေရပါပေါ့နော်အဝါလေးတမယာအနှံလေးကိုထည့်နေရဖြစ်ပါတယ်ဆက်ပြကြည့်လေးကိုကဆွဲပြီးနေရပါရှင်တခြားတော့ကြည့်ကြရအောင်နော်ကဆွဲခြင်းစက္ကန့်လေးကိုဒီချာချာပေါ့နော်ဆိုင်ပြီးတော့ထည့်ရပါပေါ့နော်ဒါလေးကတော့6လုံးတက်ကဆင်းနေတာပေါ့နော်အားတော့ပေါ့နော် customer စိတ်ကြိုက်ပေါ့နော် customer မှာလာတဲ့ဘူးလေးတွေနဲ့ပေါ့နော်ဒီလိုဘူးလေးတွေနဲ့ကဆွဲပေးရတာဖြစ်ပါတယ်အားပေါ့နော်ညီမတို့ရှိမှာဒီလိုမျိုး customer ဘူးလေးတွေနဲ့လည်းပေါ့နော်ကိုကြိုက်တဲ့ဘူးလေးတွေနဲ့လည်းအဲ့လိုပေါ့နော်ဒါပြီးမှာလို့ရပါတယ်ဝယ်လို့ရပါတယ်ရှင်ဆက်ပြီးစတင်နေပါနော်ကြိုက်ပေါ့နော်ကိုယ့်ရဲ့ customer ပေါ့နော်စိတ်နှစ်သက်ရအရာအနှံလေးနဲ့လည်းမှာလို့ရပါတယ်ဒီဟာလေးကတော့ပေါ့နော်ကဆွဲရမယ့်အော်ရာလေးကိုအရင်ထည့်နေရပါပေါ့နော်အဝါလေးတမယာအနှံလေးကိုထည့်နေရဖြစ်ပါတယ်ဆက်ပြကြည့်လေးကိုကဆွဲပြီးနေရပါရှင်တခြားတော့ကြည့်ကြရအောင်နော်ကဆွဲခြင်းစက္ကန့်လေးကိုဒီချာချာပေါ့နော်ဆိုင်ပြီးတော့ထည့်ရပါပေါ့နော်ဒါလေးကတော့6လုံးတက်ကဆင်းနေတာပေါ့နော်အားတော့ပေါ့နော် customer စိတ်ကြိုက်ပေါ့နော် customer